အားလုံးပဲမင်္ဂလာပါ share လို့ YouTube channel ရနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ block fruit တွေက rate လူမျိုးတွေအကြောင်းကိုကျွန်တော်ပြောပြပါမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာတော့ကျွန်တော်ဒီလာပိုင်းပေါ့၄လလောက်ပေါ့ဘာလို့ပြောင်းနေလဲဆိုတော့ပြောပြပါမယ်ပြောင်းနေရတဲ့အဓိကအကြောင်းရင်းကတော့ကြောင်းဖြစ်ပါတယ်ဒီကြောင်းရဲ့တခြားကိစ္စလေးရဲ့နဲ့အလုပ်တွေရှုပ်ပြီးမအားလို့ပေါ့ဗီဒီယိုမလုပ်ဖြစ်တာပါအခုတော့အရင်ထက်ကောင်းမွန်တဲ့ဗီဒီယိုများစွာနဲ့ကျွန်တော်ပြန်လာပါပြီပြီးတော့ဗီဒီယိုလေးမစခင်မှာဒီနေ့ဗီဒီယိုဘာကြောင့်လုပ်ဖြစ်လဲဆိုတော့ပြောပြပါမယ်ကျွန်တော်အရင်ကတင်ခဲ့တဲ့ရှမ်းရဲ့ဓာတ်ကို unique view အောက်မှာလူအများကြီးကမေးကြတယ်ပေါ့ level နေလေးနဲ့ဘာလို့ shut v1 ရနေတာလဲပေါ့ဘလို့ shooter လဲဘာတွေမေးကြတော့တော်များပါတယ်အားကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်လိုက်တာပေါ့ပြီးတော့ကျွန်တော် comment နိုင်ကိုဖတ်ပါတယ်အစားတော့အလုပ်တွေလည်းရှုပ်ဘာနဲ့ဆိုဟာငါဒီမလုပ်တော့ပါဘူးဆိုရက်လိုက်တော့မလို့ပဲဒါမဲ့comment လေးဖတ်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ဗီဒီယိုလေးကိုအားပေးရလူတွေပါရှိတယ်တွေ့ရတယ်အခါကျသူကလုံးမြောက်သွားတာလူကိုပျော်ရွှင်သွားတာအားကြောင့်မလို့အခုလိုဗီဒီယိုပြန်လုပ်တာဖြစ်ပါတယ်အားပေးရလူအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်အားဆိုရင်ဗီဒီယိုလေးကိုစလိုက်အောင် block fruit ထဲမှာ rate 9မျိုးရှိပါတယ်အခုဒီနောက်ပိုင်းအစားပြီးကျွန်တော် rate လို့မပြောတော့ဘူးလူမျိုးလို့ပဲပြောတော့မယ်ဘာလို့လဲဆိုတော့ rate လို့ပြောရင်ခုလိုမျိုး bank ခံနိုင်ခြေရှိလို့ပေါ့အားဆိုရင်အဲ့ဒီလူမျိုး9မျိုးကတော့ human angel shark man ပြီးရင် go cyborg ပြီးတော့ drago ဖြစ်ပါတယ် block fruit တွေကိုစောင့်ပြီးဆိုတာ ਨੇ ဒီလူမျိုး၄ခုကိုကြာပန်းရနိုင်ပါတယ်အဲ့ဒါကတော့ human man angel shark ဖြစ်ပါတယ်ကျန်တဲ့၃កောင်ကတော့သူတို့ကတီးတန့် secret quest တွေကိုလုံးဝပွင့်တာပေါ့အားကြောင့်လည်းပို့ပြီးတော့ကျမ်းပါတယ်ဒီလူမျိုး၄ခုတည်းက human ကိုရနိုင်ခြေက 62.5 ရာခိုင်နှုန်းရှိတယ်ကျန်တဲ့၃ခုကိုရနိုင်ခြေကြတော့ 12.5 ရာခိုင်နှုန်းရှိတယ်ကျွန်တော်အဲ့ဒီရှမ်းရဲ့ဓာတ်ကိုယူပြတဲ့အကောက်ဆိုရင်ကြတော့ကန်ကောင်းပြီးတော့ 12.5 ရာခိုင်နှုန်းနဲ့ဝင်ပြီးတော့ဒီရှက်ငါးလူသားလူမျိုးရသွားဖြစ်ပါတယ်အားကြောင့်မလို့ကျွန်တော်ကဒီရှက် V1 ရတာပေါ့တကယ်လို့ကိုယ်အနေနဲ့ဒီ game စားဆော့တွေက human ကြီးရတယ်ဆိုရင်လည်းစိတ်မပြတ်ပါနဲ့တကယ်လို့ C2 ရောက်ရင်ကြိုက်တယ်လို့ပြောင်းလို့ရပါတယ်အဲ့ဒါဆိုရင်ဒီလူမျိုးတွေရဲ့ ability အကြောင်းပြောပြပါမယ်ကျွန်တော်ပြောပြအောင်မှာကတော့ဒီ V1 တွေပဲပေါ့သူတို့က V4 ရှိတယ်ကျွန်တော်တို့ဒီ video မှာပြောပြအောင်မှာက V1 တွေပဲပြောပြအောင်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ human လူသားပေါ့ဥပမာအားဖြင့်လူဖီတို့ Zoro တို့ Nami တို့အဲ့လိုမျိုးပေါ့ဒီလူသားမှာကြတော့ထူးခြားတဲ့အတွင်မြင်မရှိဘူးဘာလို့လဲဆိုတော့လူပဲမလို့ ability ကြတော့လည်းဘာမှမရှိပါဘူးလို့ဘာဖြစ်လို့လဲဆိုတော့လူသားမလို့ပေါ့နော်ဒီကောင်းကိုတော့ rating 7မှာ2မှတ်ပဲပေးပါတယ်ဘာမှမလုပ်လို့မရတာနောက်တစ်ကောင်ကတော့ angel ဖြစ်ပါတယ်ဒီ angel ကကျွန်တော်တို့ 1B တဲ့ဟို Skypiea Islands မှာပါတဲ့အကောင်တွေပေါ့နောက်ကအတောင်မှန်အနေနဲ့အကောင်တွေရဲ့လူမျိုးဖြစ်ပါတယ်ဒီလူမျိုးရဲ့ထူးခြားတဲ့အတွင်ပြင်ကတော့နောက်မှာအတောင်မှန်သေးသေးလေးပါတာပါအဲစကားတွေကလိုပဲသူ့ရဲ့ ability ကတော့ကျွန်တော်တို့ဒီခုံတာကိုနည်းနည်းလေးပုံမြင်အောင်လုပ်ပေးပါတယ် V1 နေဆိုတဲ့အတိုင်းပဲတော်တော်များများကဘာမှသုံးလို့မရဘူးပေါ့ V3 လောက်မှသုံးလို့ရတာဒီကောင်တော့ကျွန်တော်7မှတ်မှာ3မှတ်ပဲပေးပါတယ်တိုက်ရဟေးပါတယ်ပေါ့ခုံလို့ရသေးလို့ပေါ့နောက်ထပ်လူမျိုးတစ်ခုကတော့ Shark ငါးလူသားဖြစ်ပါတယ် 1B တဲ့ Jinbe ဒီငါးလူသားလူမျိုးကတော့ကျွန်တော်ကြိုက်တဲ့ထဲမှာပါတယ်ပေါ့အရန်ကောင်းတယ်ဘာလို့ကောင်းလဲဆိုတော့ပြောပြမယ်ဒီငါးလူသားရဲ့ထူးခြားတဲ့တွင်မြင်ကြတော့ကြောမှာစူးတောင်ပါမှာဖြစ်ပါတယ်သူ့ရဲ့ ability ကြတော့ V1 မှာတော့ကိုက Devil Fruit စားထားတယ်အသီးစားထားရဲဆိုရင်တော့မှရေကူးရင် damage အဲ့လောက်မထိဘူးပြီးရင်ရေကူးလည်းမြန်တယ်ရေတွေကထွက်တာလည်းမြန်တယ်တကယ်လို့ V2 ရောက်သွားပြီဆိုရင်ကြတော့ရေထဲဝင်လုံးဝ damage မထိတော့ပါဘူးကျွန်တော်တို့အရင်ဟိုဆိုရင်ကြတော့ဒီကောင်ကတော်တော်ပြေးလို့ကောင်းပါတယ်မနိုင်ဘူးဆိုရင်ရေထဲကုန်ချပြေးအေးဆေးပဲအခုနောက်ပိုင်း average တွေအများကြီးလာပြီးဆိုတော့အဲ့လိုရသေးလားကျွန်တော်လည်းမသိဘူးပေါ့ကျွန်တော်လည်းဒီ block fruit မဆော့တာ4လ5လလောက်ရှိပြီဒီကောင်လေးကိုတော့7မှတ်မှာ9မှတ်ပေးပါတယ် share ကောင်းတဲ့ rate ပါနောက်ထပ်လူမျိုးတစ်ခုကတော့ mint တိုင်းလူမျိုးဖြစ်ပါတယ်ဒီ 1B တဲ့အဆင့်အကြီးပေါ်မှာနေတဲ့လူမျိုးပေါ့ဒီလူမျိုးရဲ့ထူးခြားတဲ့တွင်မြင်ကြတော့ခေါင်းပေါ်မှာရုံရွက်နှစ်ခုပေါက်လာပါမယ်လုံးဝစားပါတယ်အခုဆိုရင်ဒီလူမျိုးကို mint လို့မခေါ်တော့ပါဘူး game ကပြောင်းလိုက်ပါပြီဘာလို့လဲဆိုတော့ copyright မိမှာဆိုလို့ပေါ့
အခုကတော့ rabbit လို့ခေါ်ပါတယ်နာမည်နဲ့လည်းလိုက်ပါတယ်ခေါင်းပေါ်မှာယုံနေလေးနှစ်ခုနဲ့ဒီကောင်းရဲ့ ability ကရိုးရှင်းပါတယ် moment speed ကိုမြန်စေတာပေါ့ပြေးတာလွှားတာမြန်မယ်လုံးဝကောင်းတယ် runner တွေအတွက်လုံးဝကောင်းတယ် share ပဲအခု control view တွေပါလာပြီးဆိုတော့အဲ့ဒါတော့မသိကြတော့ဘူးပေါ့အကောင်ကြီးတွေကိုကြည့်ရတာတော့တော်တော်ကြမ်းကြမ်းနေပြေးလို့မိပါမလားတော့မသိဘူးဒီလူမျိုးကလည်းကျွန်တော်တော်တော်ကြိုက်တဲ့နေရာမှာပါတယ်ငါလူသားလောက်တော့မကြိုက်ဘူးပေါ့ငါလူသားအောက်ပေါ့ဒီကောင်တော့7မှတ်မှာ4မှတ်ပေးပါတယ်ဒါကတော့စီးဝက်မှာရနိုင်တဲ့လူမျိုးတွေကိုပြောပြသွားတာဖြစ်ပါတယ်စီးဝက်မှာဆိုရင် B1D ပဲယူလို့ရတာဖြစ်တဲ့အတွက် V1 အကြောင်းပဲပြောပြသွားပါတယ်တကယ်လို့ဒီ V ကိုကြိုက်နေတဲ့ဆိုရင်ကတော့ပတ်တူးလေးလုပ်ပေးသွားဖို့ရှိပါတယ် C2 မှာတခြားလူမျိုးတွေကိုဘယ်လိုယူရမလဲဆိုတာတွေရယ်ပြီးတော့ V2 V3 တွေဘယ်လိုတင်ရမလဲဆိုတာတွေကိုပြောပြအောင်မှာဖြစ်ပါတယ်ပတ်တူးမှာတော့ဗီဒီယိုအဆုံးထိကြည့်ရှုပေးကြတဲ့လူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်